လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ဘဝတွေတွေးခေါ်ပုံတွေ personal identity တွေဖြတ်ကျော်လာရတဲ့ဘဝအတွေ့အကြုံတွေဆိုတာဘယ်လိုမှတူညီမနေနိုင်ပါဘူးဒီလိုမတူကွဲပြားမှုတွေရှိနေတဲ့လောကကြီးမှာတစ်ယောက်နဲ့တစ်ယောက်ရဲ့အောင်မြင်မှုကြာရှုံးမှုတွေနဲ့တွေ့ဆုံရတဲ့အချိန်တွေလည်းမတူညီနိုင်တာသိကြပါတယ်ဒါကမှငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်ကိုကြည့်ပြီးငါကြတော့ဘာလို့အဲ့လိုမဖြစ်ရသေးတာလဲဆိုပြီးအားမလို့အားမရစိတ်တွေနဲ့အတူတပားသူအပေါ်မနာလိုစိတ်တွေလည်းမတိမတာဝင်ရောက်လာတတ်ပါတယ်။ကိုအဖြစ်တင်ရင်ရရှိနေတဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကိုပါမချေမနှက်ဖြစ်ရင်ပူလောင်နေကြရပါတယ်။တကယ်တော့လူတိုင်းမှာကိုယ်ပိုင် timing တစ်ခုရှိပါတယ်။ကိုယ်အချိန်မရောက်သေးတဲ့အခါလိုချင်တဲ့နေရာနဲ့အနှဲငယ်ဝင်နေသလိုခံစားရနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒါကနောက်ကျသွားတာမဟုတ်ပါဘူး။နောက်ပြီး timing ကိုစောင့်နေရဆိုတာဘာမှမလုပ်ပဲထိုင်ဆောင်နေတာမျိုးမဟုတ်ပဲကိုယ့်ရဲ့အရေးအချင်းကိုတွေးနေတာပဲဖြစ်ရပါမယ်အခွင့်အရေးဆိုတာအသင်ဖြစ်နေတဲ့သူစီကိုသာရောက်လာတတ်တဲ့အရာမျိုးပါဒီလိုမျိုးတခြားသူနဲ့နှိုင်းယှဉ်မိပြီးစိတ်မသက်မသာဖြစ်နေတာမနာလိုစိတ်ဝင်နေတာတွေကိုကြော်လွှားနိုင်ဖို့နဲ့ကိုယ့်ရဲ့ timing ကိုဆောင်ဆိုင်ရင်ပျော်ရွှင်အောင်နေနိုင်ဖို့ဒီလမ်းလေးတွေရှိပါတယ်နံပါတ်1social media ရဲ့ထောင်ချောက်ကိုတတိပြုပါအခုခေတ်မှာလူတွေကသူတို့ရဲ့အဆိုးဆုံးအချိန်တွေကိုဖုံးကွယ်ပြီးအကောင်းဆုံးအောင်မြင်မှုတွေကိုပဲ social media ပေါ်တင်လင်းရှိကြပါတယ်ဒါကိုကြည့်ပြီးကိုယ့်ရဲ့ရုန်းကန်ရမှုတွေနဲ့တခြားသူရဲ့ highlight ကိုသွားပြီးမနိုင်ရှင်မိဖို့လိုပါတယ်နံပါတ်2 consistency over intensity အောင်မြင်မှုဆိုတာတညာတည်းနဲ့ရောက်လာတာမျိုးမဟုတ်ပဲနေ့စဉ်လုံးဆောင်နေတဲ့အလေးအကျင့်လေးတွေကနေဖြစ်တည်လာတာပါကိုယ့်ရဲ့ timing ရောက်လာတဲ့အခါအသင်ဖြစ်နေစေဖို့အတွက်ကိုအပြစ်တင်နေမဲ့အစားအောင်မြင်မှုတည်တည်လေးတွေကိုအာရုံစိုက်ပါတခြားသူကိုကြည့်မဲ့အစားမနေ့ကကိုယ့်ထက်ဒီနေ့ကိုကပိုတော်နေပြီလားဆိုတာကိုပဲတိုင်းတာပါနံပါတ်3ကိုယ့်ရဲ့ dashboard ကိုကိုယ်တိုင်ရေးဆွဲပါလူတစ်ယောက်ချင်းစီမှာဦးစားပေးရမယ့်အရာတွေမတူကြပါဘူးတချို့ကငွေကြီးမှာအောင်မြင်ခြင်းကြတယ်။တချို့ကစိတ်အေးချမ်းမှုမှာအောင်မြင်ခြင်းကြတယ်။ကိုယ့်ရဲ့ personal identity နဲ့ကိုက်ညီတဲ့အောင်မြင်မှုစံနှုန်းကိုကိုယ်တိုင်သတ်မှတ်ထားခြင်းကတခြားသူတွေရဲ့အောင်မြင်မှုနောက်ကိုရောင်လို့လိုက်မပါသွားအောင်ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်ကိုကနောက်ကျချန်နေခဲ့တာမဟုတ်ပါဘူး။ကိုယ့်ရဲ့ timing မရောက်သေးတာပါဆိုတဲ့အသည့်တရားကစိတ်ပူလောင်မှုတွေကိုငြိမ်းအေးစေမယ့်အကောင်းဆုံးစိတ်တစ်ခွက်ပါပဲ။